မာမီမွန်လုံခဲတဲ့နလာမှာနော်ဘလို့ဖြစ်ခဲ့တာကိုမာမီမွန်ပြောပြမယ်ပထမဆုံးဖျတ်ခင်ရဲ့ကျေးဇူးတော်ချီးမွမ်းတယ်နော်ဒီလိုနော်စာတမနတ်မျိုးမျိုးနဲ့မာမီမွန်ကိုဖျတ်ခင်လွတ်မြောက်ခွင့်ပေးတာပေါ့နော်ပြီးရင်နံပါတ်1မာမီမွန်ရဲ့အမေရဲ့ဆူတောင်းတယ်ဘလောက်ထိအားပြင်းတယ်လဲဆိုတာကိုမာမီမွန်တက်တေခံချင်းဖြစ်တယ်ဘာလို့လဲဆိုတော့နော်မာမီမွန်က TikTok ဆော့တာဆိုတာယောက်ျားရှာတာလည်းမဟုတ်တချို့တွေကတော့ကောင်းတယ်နင် TikTok ရမ်းဆော့တာကိုဆိုပြီးမှပြောချင်တဲ့လူလည်းပြောမယ်နော်အမေဆိုမာမီမွန်ဒီကိစ္စကိုပြောပြချင်မို့ပြောပြလိုက်ချင်မှာကောင်းတယ်နေတော့နေတဲ့ထောက်ခံတဲ့လူလည်းရှိရင်ရှိမယ်နော်တချို့တွေကတင်ခန်းစာယူပြီးမှနော်အော်အဲ့လိုဆိုပြီးမှသူတို့လက်ခံတဲ့ဟာလေးရှိမယ်ဒါပေမဲ့ I don't care မာမီမွန်ဘာမှမဖြစ်ဘူးဒါမာမီမွန်အခုကတက်တေခံရင်းနဲ့ပြောပြတာနော်မာမီမွန်လွန်ခဲ့တဲ့နလမှာမအိတ်နိုင်မစားနိုင်မတောက်နိုင်အလုပ်မသွားနိုင်ဘူးဖြစ်သွားတယ်ဘာလို့ဆိုဒီနော် online လောကကနော်ဒီကြဖြန့်တယောက်နဲ့တယောက်ချင်းကပုံကမတူဘူးမာမီမွန်ကကလေး2ယောက်ရှိတယ်ယောက်ျားနဲ့လည်း TikTok ဆော့တာသူတို့တည်တယ်မြင်တယ်နော်တယောက်ထက်အပြိုလုပ်ပြီးမှဆော့နေတာမဟုတ်ဘူးဒါဆိုတော့မာမီမွန်ကဘာနဲ့ချင်းကတ်တယ်လဲလားကလေးတွေကရမ်းချစ်စရာကောင်းတယ်ကလေးတွေကိုချစ်တယ်ဆိုပြီးမှကလေးတွေကိုလက်ဆောင်ပေးချင်တယ်ဆိုပြီးမှမာမီမွန်ချင်းကတ်တယ်မာမီမွန်အစလက်မခံဘူးဒါပေမဲ့သူတို့ကအရန်ပြောလာတော့မာမီမွန်အိမ်လိပ်စာပေးလိုက်တယ်အိမ်လိပ်စာပေးလိုက်တဲ့ချိန်မှာသူတို့ဘာလုပ်လဲဒီလားလိပ်စာအမလက်ဆောင်ပို့လိုက်ပြီပေါ့နော်လက်ဆောင်ပို့လိုက်ပြီဆိုမှမင်းက okay thank you ပြောလိုက်တာလေနော်အဲ့နဲ့နင်းနဲ့မနေ့ဖင်ကြတော့မှမင်းဘာလုပ်လဲနင်းနဲ့ဒီမှာလက်ဆောင်ဒီတန်စာခမင်းပေးရမယ်တဲ့ပြောလားအဲ့နဲ့ဟေးဘာဖြစ်လို့လဲလို့ငါတော့လက်ဆောင်ကလို့နင်းပေးတာလေလို့နင်းတန်စာခနင်းပေးထားတာမဟုတ်ဘူးလားလို့ပြောတယ်မဟုတ်ဘူးလေနင်းဘက်ကပေးရမယ်တဲ့အဲ့လိုပြောမလားအဲ့နဲ့လုံးဝလက်ဆောင်အထုပ်အပိုးနဲ့တန်စာခဒီ receipt ပုံစံလုံးဝအဲ့လိုနော်ထောက်ခံစာအတိအကျနဲ့အဲ့လိုမျိုးစာရွက်စာတမ်းနဲ့လုပ်တယ်မမီမောမတိလေမတိတော့လက်ခံလိုက်ပြီလေလက်ခံလိုက်တော့မမောတကယ်ချီမီမပတ်စံလွဲလိုက်ရောအဲ့နောက်တနေ့ပြန်လာရောဒီမားရရေးစခန်းမှာရောက်နေတယ်တဲ့ဒီရေးဌာနမှာပေါ့နော်ဒီကုန်းခါကနော်နင်းတဲ့အဲ့ဒါပတ်စံကိုပေးရမယ်တဲ့မပေးရင်မရဘူးဆိုပြီးဟာမမီမို့ဆိုလေနော်မျက်ရည်မျက်ခွက်နဲ့လေဒီလားမိတ်နိုင်မစားနိုင်ပတ်စံတွေလိုက်လန်ချီးပြီးမှတကယ်ချင်းကိုချီးပြီးမှအဲ့မှာသူတောင်းတဲ့ပတ်စံဒီနော်ဟောကိုပေးလိုက်ရောဘလောက်ပါတော့မမီမမပြောနော်နင်းနေလေးဆိုမမီမမမှုဘူးနော်အခုမြိုင်းများလေးပါသွားလို့မမီမမှုမဲ့ရေမြက်ခွက်နဲ့မအိတ်နိုင်မစားနိုင်ဖြစ်သွားတာပေါ့နော်အမမီမမအိတ်နိုင်မစားနိုင်ဖြစ်နေရောအဲယောက်ျားတိမာကကြောက်အလုတ်ကလည်းမတော်နိုင်ထိုင်လိုက်ထားလိုက်နော်မမီမသမင်းကိုမစားနိုင်တာဒီမှာတွားလောက်ထားတာတော့သမင်းမျိုးစုပ်နိုင်တယ်နော်အဲ့ဒီနေ့မှလေအဲ့ဒီချိန်မှာတွားလည်းမလုပ်ထားဘာမှမလုပ်ထားမမျိုးစုပ်နိုင်အောင်အဲ့လိုမျိုးကိုဖြစ်သွားတာအိမ်ကနေယောက်ျားတိမာကြောက်အိမ်ကအမေဒီတိမာကကြောက်အဲ့နဲ့မမီမအပင်ထွက်သွားရောအလုတ်သွားမယ်ဆိုပြီးထွက်သွားရော walking ချက်မှာတော့ထိုင်ပြောငိုနေရော homeless တော်မမီမပြောကြည့်လား are you okay တဲ့โอเคလေလို့ငါလည်းအဲ့လိုမျိုးပဲပြောလိုက်တကယ်အမြင့်ရင်မျိုးခွက်နဲ့ဖြစ်နေမှာမျိုးလုံးဝကိုအစမပြေတဲ့လအဲ့နဲ့မမီမကလုံးဝနော်ဖះကိုလည်းမေ့နေတဲ့ချိန်ပေါ့နော်အဲ့ချိန်မှာဒါပေမဲ့ဖေမေ့တယ်ဆိုတာကလူတွေနည်းနည်းစင်ပြေဆုတောင်းဖို့ရန်ပြင်းနေပြီးရင်ဒီနော်ညဆိုရင်တော့ပြင်ပန်းရင်ဆုမတောင်းချင်ကြဘူးလေနော်thank you Jesus amen ဆိုပြီးမှအိတ်သွားတဲ့ချိန်လေးမနေဘူးလေနော်အဲ့နဲ့မမီမကလုံးဝကိုစိတ်ထိခိုက်သွားအဲ့နဲ့မမီမပတ်စံတွေလည်းအများကြီးပါသွားနော်မမီမကြောက်တယ်ဘယ်သူမှလည်းမပြောရဲယောက်ျားတိမှလည်းကြောက်အဲ့နဲ့မမီမကလည်းမနေနိုင်တော့ဘူးအဲ့နဲ့အမေကလည်းမမီမကိုလေနင်းတဲ့ခါတိုင်းဆိုရင်ငါနဲ့ဖုန်းအရင်ပြောချင်တယ်အခုငါနဲ့လည်းဖုန်းမပြောချင်ဘူးလေနင်းတခုပဲဆိုပြီးမမီမကိုပြောတယ်အမေဘာမှမဖြစ်ဘူးအဆင်ပြေတယ်လို့မမီမအဲ့လိုမျိုးပြောအဲ့နဲ့မဟုတ်ဘူးလေနင်းတခုပဲအမေကအဲ့လိုမျိုးပြောတော့မမီမကပြောပြလိုက်ပြီပြောလိုက်တော့အမေကနော်မွန်ကြတဲ့နော်အားပေးတယ်နော်အမေရဲ့အားပေးစကားကိုမမီမပြန်ကြားတဲ့ချိန်မှာမမီမအခုလိုမျိုးပြန်ထနိုင်တဲ့ဟာကိုပြောပြတာအမေရဲ့အားပေးစကားမမီမပြန်ကြားတယ်ပြီးရင်ဒီမောင်လေးတွေလည်းမမီမို့နောက်တစ်ခါကတော့ဘသူကမှမယုံနဲ့မောင်လေးတွေအမေတွေရဲ့အာပစ်ကတော့ဒီယောက်ျားရဲ့အာပစ်ကောက်မမီမို့ပြန်ကြားတော့မမီမို့အခုလိုမျိုးပြန်ထနိုင်တာအဲ့နဲ့နေပါစေတဲ့လိန်နဲ့လူလိန်စားသွားပြီလေနော်ကိုချင်မပြန်ရောက်လာမှာမဟုတ်တော့ဘူးလေနော်အဲ့ဆိုတော့မမီမို့ဒီသူများကိုပေးရမှာဟာကိုဘယ်လိုပြန်ပေးရမလဲနင်းဒီလိုမျိုးပဲနေလားသူများကိုတော့ချီးငါထားတာမနဲ့ပြန်ပေးမယ်တပတ်ကပေးမယ်ဆိုပြီးမမီမို့လောက်ထားတာဒီမှာမမီမို့ကသူများကိုပတ်စံချီးတယ်ဆိုတော့နာမည်တစ်ခုနဲ့ပဲလေနော်ဂတိတစ္ဆာမမီမို့မပြတ်ချင်ဘူးအဲ့နဲ့မမီမို့ကအမေရဲ့ခွန်အားပေးတန်ကိုပြန်ကြားတဲ့ချိန်မှာဖះကိုမမီမို့ဒူးထောက်ပြီးဆူတောင်းတယ်အမေလည်းအမြဲတမ်းဆူတောင်းပေးတဲ့ချိန်မှာမမီမို့အဲ့ဒီငရေတုံးကနဲ့မမီမို့လွတ်မြောက်တယ်မမီမို့တန်အမေတွေကိုမပြောပြလိုက်ဘူးဆူလည်းမတောင်းဘူးဆိုရင်မမီမို့ဘလောက်ထိအိမ်ပေါင်းပါသွားမလားမသိဘူးတို့ဆရာဒီလိုတို့ဆေးတော့တို့ဆရာမလို့ဖုန်းကနဲ့မမီမို့တို့ဆေးမိသွားတာအဲ့ကြောင့်ဘသူမှမယုံနဲ့တယောက်နဲ့တယောက်ချင်းကပ်ပုံကမတူဘူးเนาะတချို့တွေကဒီမမပုံစံနဲ့လာတယ်တချို့တွေကဒီတရားဟောဆရာနဲ့လာတယ်တချို့တွေကတော့ဖုန်းကြီးဟန်ဆောင်နဲ့လာတယ်လူကောင်းဒီရဲ့เนาะဒီရိုးသားတဲ့ပုံတွေနဲ့အများကြီးချင်းကပ်လာတယ်တချို့တွေက link တွေချပေးတယ်အမှနှိပ်လိုက်တော့အမှเนาะပတ်စံဘယ်လောက်ရမယ်နင်ဘယ်လောက်ပြန်ထုတ်ပြန်ပို့ပေးရမယ်နင်ဒေါ်လာဘယ်နှလောက်ရမယ်ပညာအဲ့လိုမျိုးလေးเนาะအများကြီးချင်းကပ်ပုံကတယောက်နဲ့တယောက်မတူဘူးမမီမွန်ကကလေးမေဆိုတော့ကလေးဒီနဲ့ချင်းကပ်လာတာပေါ့နော်အဲ့ကြောင့်ဘဒူးကမှမယုံပါနဲ့ဘဒူး
ကိုမှမယုံနဲ့နင်းအဲ့ဒီလူကိုနင်းတီးတယ်လားတီးပြီးမှမင်းစကားပြောရင်တော့အဲ့ဒီလူရဲ့အတန်လားအဲ့လိုမျိုးလေးတော့တေးချတီးပြီးကိုပုံနဲ့လေသူများတွေနော်အများကြီးလှုပ်ရှားထားတဲ့လူအများကြီးပဲအကြောင်းဘသူကမှမယုံပါနဲ့ဒီလောကမှာတရားဟိုမှာအလကားရမယ်ဟေးဆိုရင်ဘရောမအဲ့ဒီ link မှာလေတော့မ link နိုင်နဲ့မမြင်မှုခံစားရတဲ့ကောဟာမမြင်မှုပြောပြတာနော်အခုမမြင်မှုပြောပြတယ်ဆိုတာအတိကဖယားမမြင်မှုကိုဘလောက်ကောင်းမြတ်တယ်လဲပြောပြတာနော်ဖယားကိုမမင်းနဲ့ဆူတောင်းဖို့မမင်းနဲ့ပြီးရင်မိဘဆိုတဲ့အရာနော်ဖယားပေးထားတဲ့မိဘလေးနော်ဖယားကနင်ကဒီလူလောကမှာနော်မိဘဖြစ်ထိုက်တဲ့လူကိုမမြင်မှုကကိုယ့်ရဲ့မိဘအနေနဲ့ခန့်ထားတာလေနော်ဒါကြောင့်မိဘတိုင်းကိုရိုသေပါလေးစားပါနော်စကားနားထောင်ကြပါလို့ပြောချင်တယ်ဖះကိုမမေ့နဲ့မမင်မုံကလေအဲ့ချိန်ကတည်းကအိုးလို့ဖះဘလောက်ထိကောင်းမြတ်တယ်လေတဲ့မအခုမမင်မုံအကျွေးလေးမရှိဘူးအကျွေးမရှိဘူးဆိုတာကတခြားအကျွေးကိုပြောတာမဟုတ်လေနော်ဒီမမင်မုံအဲ့ဒီချိန်မှာပါသွားပြီးမှတကယ်ချင်းတွေကိုချီးငါထားတဲ့ပတ်စံနေလေနော်အကျွေးလေးမရှိဘူးအခုကယေးကိုနော်ပျော်တာပေါ့နော်ဒီလွတ်မြောက်ခွင့်ကိုဖះကပေးတယ်ဒါဘယ်သူမှပေးနိုင်တာမဟုတ်ဖះပဲပေးနိုင်တယ်နော်အားကြောင့်မမင်မုံတက်တဲ့ခံချင်းဖြစ်တယ်ပြီးရင်အမေရဲ့ဆူတောင်းတံဘလောက်ထိအားပင်းတယ်လဲကိုမမင်မုံပြောပြချင်းဖြစ်တယ်နော်အားကြောင့်ဖះကိုမမေ့နဲ့နည်းနည်းလေးစင်ပြေနဲ့မမေ့နဲ့လူတွေနည်းနည်းစင်ပြေမေ့တယ်မောရင်ဆုမတောင်းချင်ဖို့ဒါမှမမုံရဲ့ဖြစ်ဖြစ်ခဲ့တဲ့ဟာတွေကိုပြောပြတာလေနော်အားကြောင့်ဖះနဲ့နီးအောင်နေပါအမြဲတမ်းတော့ဆုတောင်းကြပါပြီးရင်အမျိုးမျိုးဒီနော်နီးလန်းပေါင်းစုံနဲ့နော်ကိုမတိတဲ့လူလက်ဆောင်ပေးမယ်ဆိုရင်ဘရောမှလက်မခံနဲ့အဲ့ဒါမဟုတ်ဘူးမဟုတ်တာဘောလို့ကိုမဟုတ်တာဒီလားကိုနဲ့တွဲမတော်တားမဆက်တယ်လို့ဘလို့လက်ဆောင်ပေးမှာလဲကိုနဲ့တွဲတော်တားဆက်တဲ့ဆွေမျိုးတွေတော့လက်ဆောင်မပေးချင်တာတခြားလူကလက်ဆောင်ပေးဖို့ဆိုမဖြစ်နိုင်ဘူးเนาะမယုံကြပါနဲ့လို့မမီမွန်ပြောချင်တယ်เนาะအခုမမီမွန်ဖြစ်ပျက်ခဲ့တာလို့ပြောတယ်လေเนาะအခုကကြည့်အဲ့ချိန်မှာကြည့်လမျောတာပေါ့ပတ်စံနေတာမှမဟုတ်တယ်ဒီမှာတစ်ချက်ရဖို့ဒီမှာဖင်ကြားဂျိုင်းကြားเนาะလေပင်ကြားကနေချွေးထွက်တဲ့လောက်လုံးမပတ်စံရတာဒီနိုင်ငံမှာလည်းကပတ်စံဘယ်တော့မှမရလမျောတာပေါ့ကိုယ့်ရဲ့ပတ်စံပါသွားတဲ့ဟာကဟုတ်တယ်မလားဒါပေမဲ့ဆူတောင်းပါဖះကိုဆူတောင်းဖို့မမေ့ကြနဲ့လို့ပြောချင်တယ်မမြင်မို့အခုတမျိုးပြောတာလေးတော့ကောင်းတယ်နေတော့နေသေးတယ်ဆိုပြီးမှထောက်ခံတဲ့လူလည်းရှိရင်ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့မမြင်မို့တာကိုမမှုဘူးအတိကပြောချင်တာကဆူတောင်းပါဖះကိုမမေ့ဖို့เนาะပြီးရင်ဖះတခင်က integration ကိုကိုင်းငင်းစားကြပဲငါ success ခမယ်ငင်းတော့ cupid စံပဲ Grace မတတ်ရမ်းကြောင်းငါအန်တိုင်ဤဆုံကရအန်တိုင်မဆူလို့မကိုအိုင်แต่ละเต้านั่งไงลดดูแพงไงสุนตาไหนเนาะจิสุจินเด้อารมณ์